မိခင်ဖြစ်သူကသမီးဖြစ်သူရဲ့စပင်းရှည်တွေကိုကိုယ်တိုင်ကက်ကြီးနဲ့တိခနဲ့ဖျက်ချလိုက်တယ်ပြီးတော့မင်းကလေးဝတ်စုံကိုချော့ခိုင်းပြီးတေဆုံးသွားတဲ့မောင်လေးရဲ့ကြောင်းဝတ်စုံကိုအတင်းလဲခိုင်းခဲ့တယ်ဒီနေ့ကစပြီးနင်းဟာနင်းမောင်လေးအဖြစ်ရှင်တန်ရမယ်လို့လည်းအမိန့်ပေးခဲ့ပါတယ်အမှန်တော့လွန်ခဲ့တဲ့3နှစ်ကမောင်နှမ2ယောက်ရေနစ်ခဲ့ရမှာသမီးဖြစ်သူတယောက်ပဲအသက်ရှင်ခဲ့တာပါအဲ့ဒီနေ့ကစပြီးမိခင်ဖြစ်သူကတားတရားတာသမီးကြောင့်လို့အမြဲအပြစ်တင်စိမ့်ကာခဲ့ပါတယ်3နှစ်တာမုံအစဲအဆိုခံပြီးနေလာခဲ့ရတဲ့သမီးလေးဟာမိခင်ဖြစ်သူနောက်ထပ်ကိုဝင်ရလာတဲ့အခါမှာလို့ပို့ပြီးအပယ်ခံဖြစ်လာခဲ့တယ်အဲ့ထက်ကကလေးကယောက်ျားလေးမှန်တိလဲရတဲ့အချိန်မှာမိခင်ကတေဆုံးသွားတဲ့သားလေးပြန်ဝင်စားတာလို့ယုံကြည်သွားခဲ့လို့ပါသမီးဖြစ်သူကအမေစားဖို့ချက်ဦးကြောင့်မုံလေးလိုဖေးခဲ့ပြီးမြဲစီနဲ့လေးနန်းနေဆိုပြီးအမေကမောင်းထုတ်ခဲ့ပါတယ်နာကျင်မှုတွေကိုမခံစားနိုင်တော့တဲ့သမီးလေးဟာအခန်းထဲမှာဆဲလုံးတွေအများကြီးကိုတကြုံတည်းတောက်ချလိုက်ပြီးမောင်လေးတစ်ချစ်ဆုံးအယုလေးကိုဖတ်ရင်းနာကျင်စွာနဲ့ပဲအသက်ပျောက်သွားခဲ့ပါတယ်ဝိညာဉ်ဘဝနဲ့ကိုယ်အလောင်းကိုပြန်ကြည့်နေရချိန်မှာတောင်အမေဖြစ်သူကအခန်းထဲဝင်လာပြီးမနှက်စာထပ်လို့ကောဆိုကအလောင်းကိုခြေထောက်နဲ့ကန်ခဲ့ပါသေးတယ်အဖေဖြစ်သူကသမီးကိုစိတ်ပူပေမယ့်အမေကတော့ဈေးဝယ်မလိုက်ချင်လို့ဟန်ဆောင်နေတာဆိုပြီးခေါ်ထုတ်သွားခဲ့ပါတယ်ညနေပြန်ရောက်လာတဲ့အထိမနှက်စာတွေဒီတိုင်းရှိနေတာကိုမြင်တော့မှအဖေဖြစ်သူကစိတ်မကောင်းဖြစ်ပြီးသမီးကြိုက်တတ်တဲ့နယိုးပေါင်းလေးကိုအခန်းရှိမှာတွားထားပေးပါတယ်ဒါပေမဲ့အဲ့ဒီနယိုးပေါင်းကလည်းတကယ်တော့တေဆုံးသွားတဲ့မောင်လေးအကြိုက်ဆုံးဟင်းတာဖြစ်နေပြန်ပါတယ်။ကျောင်းကဆရာမရောက်လာပြီးသမီးဖြစ်သူကျောင်းမတက်တာ2ရက်ရှိပြီဖြစ်ကြောင်းကျောင်းမှာလည်းယောက်ျားလေးလိုဝေးရလို့အနှိမ်ခံတဲ့ကြောင်းလာပြောပြီးနေအမေဖြစ်သူကတော့ဒီကလေးကမိသားစုအတွက်နမိတ်မကောင်းတဲ့ကလေးလိုပဲပြောနေခဲ့ပါတယ်။3ရက်မြောက်နေ့မှာတော့သမီးဖြစ်သူရဲ့အခန်းထဲကနေထူးဆန်းတဲ့အနန္တတတွေထွက်လာတဲ့အခါမှာတော့နောက်ထပ်ဘာတွေဆက်ဖြစ်မလဲ။